အားလုံးပဲမင်္ဂလာပါမြန် crypto ရရှိထားတဲ့ crypto နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ Kazakhstan ရေခဲပြင်တွေက Bitcoin နဲ့ Ethereum တွေသတင်းနဲ့အတူသတင်းတစ်ချက်အလွန်မှာပါသွားခဲ့တဲ့$282 သန်းသတင်းတွေကိုတင်ဆက်ပေးသွားချင်ပါတယ်။ကျွန်တော်ကတော့စီစဉ်တင်ဆက်သူခုဖြစ်ပါတယ်ခင်ဗျာ။ပထမတစ်ပေါက်အနေနဲ့ Kazakhstan ရေခဲပြင်တွေက Bitcoin နဲ့ Ethereum တွေသတင်းကိုတင်ဆက်ပေးချင်ပါတယ်။ Kazakhstan သမ္မတ Kassym-Jomart Tokayev ကနိုင်ငံတွင်းမှာ crypto အရောင်းဝယ်နဲ့ထုတ်ဝေမှုတွေကိုစနစ်တကျထိန်းချုပ်မဲ့ဥပဒေကြမ်းကိုလက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပါတယ်။ဒါဟာ Kazakhstan ကို mining fund ကနေတဆင့် financial hub အဆင့်ကိုတန်လှည့်စေမဲ့ခြေလှမ်းတစ်ခုပါ။ဒီဥပဒေအရ Kazakhstan ဗဟိုဘဏ်က crypto လောကရဲ့အကြီးဆုံးအာဏာပိုင်ဖြစ်လာပြီးတော့ဘယ် crypto တွေကို exchange မှာတင်ရောင်းရမလဲဆိုတာကိုဗဟိုဘဏ်ကပဲအတည်ပြုပေးမှာပါ။ crypto exchange တွေအားလုံးကဗဟိုဘဏ်စီကနေလိုင်စင်ရယူရမှာဖြစ်တယ်လို့အယောင်းအဝယ်ပမာဏကန့်သက်ချက်တွေကိုလည်းဗဟိုဘဏ်ကပဲသတ်မှတ်သွားမှာဖြစ်ပါတယ်။ဥပဒေအသစ်မှာ digital ပိုင်ဆိုင်မှုတွေကိုအမျိုးအစား၃မျိုးခွဲခြားလိုက်ပြီးတော့ stable coin လိုမျိုး USD ဒါမှမဟုတ်အခြားငွေကြေးတွေနဲ့ချိတ်ဆက်ထားတဲ့ cryptocurrency တွေ SS-backed token ငွေကြေးဆိုင်ရာပစ္စည်းတွေဒါမှမဟုတ်အင်ဂျင်မြင်နဲ့အာမခံထားတဲ့ token တွေ electronic financial instrument digital အသွင်နဲ့ထုတ်ဝေတဲ့ဘဏ္ဍာရေးဆိုင်ရာစာချုပ်စာတမ်းတွေဖြစ်ပါတယ်။ဒါပေမဲ့ Bitcoin နဲ့ Ethereum တို့ကိုတော့ unsecured digital assets အာမခံချက်မရှိတဲ့ digital ပိုင်ဆိုင်မှုတွေအဖြစ်သတ်မှတ်လိုက်တာကြောင့်ခေါင်းကားနေပိတ်လိုက်တဲ့သဘောဖြစ်ပါတယ်။ဒီဥပဒေအရဗဟိုဘဏ်က Bitcoin လိုမျိုးအန္တရာယ်ရှိတဲ့ assets တွေကိုအယောင်းအဝယ်လုပ်ရမှာတင်းကျပ်တဲ့ကန့်သက်ချက်တွေထားရှိသွားမှာဖြစ်ပါတယ်။ဒီဥပဒေအသစ်အရ Kazakhstan က crypto ကိုအားပေးတယ်ဆိုပေမဲ့ Bitcoin နဲ့ Ethereum တို့လိုမျိုး cryptocurrency တွေမဟုတ်ဘဲ stable coin တွေနဲ့ RWA တွေကိုပဲအဓိကအားပေးနေတာဖြစ်ကြောင်းသိသာလာစေပါတယ်။ဒါပေမဲ့လည်း Kazakhstan ကကမ္ဘာကုန်သွယ်ရေးကဏ္ဍမှာအရေးပါတဲ့နေရာကနေပါဝင်နေတာမဟုတ်တာကြောင့်ဒီဥပဒေတွေစီမင်းစည်းကမ်းတွေက crypto ဈေးကွက်အပေါ်မှာတော့သိသာတဲ့သက်ရောက်မှုမျိုးမရှိနိုင်ပါဘူးခင်ဗျာဆက်လက်ပြီးတော့သတင်းတစ်ချက်အလွန်မှာပါသွားခဲ့တဲ့$282 သန်းသတင်းကိုတင်ဆက်ပေးကြပါမယ်ဘလောက်ပဲပညာပေးအစီအစဉ်တွေလုပ်ပညာတွေပေးနားမဝင်ကြတဲ့အထက်မှာ crypto နယ်ပယ်တဲ့အသက်ဝင်လာကြတဲ့အသစ်လေးတွေထိတ်ဆုံးကပါပါတယ်။ Secrets တွေကိုသူများကိုမပေးဖို့ wallet ဖွင့်ရင်ကိုယ်တိုင်ဖွင့်ကြဖို့လောဘနဲ့မျှထားတဲ့အရာတွေကိုမယုံကြဖို့ဆိုတာတွေကို community ထဲမှာရောက်ပြည်သားသူတွေကအမြဲသတိပေးကြလေရှိပါတယ်။ဒါပေမဲ့ဒီလိုသတိပေးချက်တွေကြားကနေပဲ2026 ဇန်နဝါရီလ10ရက်နေ့မှာတော့ crypto လောကကိုတုံ့လှုပ်သွားစေတဲ့အရာမှခိုးယူမှုကြီးတစ်ခုဖြစ်သွားခဲ့ပါတယ်။ဟက်ခံရတာမဟုတ်ပဲဖြစ်မြဲပုံစံအတိုင်း social engineer တွေကနေတဆင့် logo လှည့်စားပြီးတော့$282 သန်းဖိုးခိုးယူသွားခဲ့တာပါဖြစ်စဉ်အစကတော့ crypto user တယောက်ကသူ့ရဲ့ hardware wallet နဲ့ပတ်သက်ပြီးတော့အကူအညီပေးဖို့ Trezor Spot အယောင်ဆောင်ထားတဲ့လူလိမ်စီမှာသူ့ရဲ့ seed phrase ကိုပေးလိုက်မိတာဖြစ်ပါတယ်ဇန်နဝါရီလ10ရက်ည7:00နာရီဝန်းကျင်မှာတော့လူလိမ်က wallet ကိုအပြည့်အဝထိန်းချုပ်နိုင်သွားပြီးငွေတွေကိုချက်ချင်းစတင်လွှဲပြောင်းခဲ့ပါတယ်ဒီလိမ်လည်ခံရမှုက crypto သမိုင်းမှာအကြီးမားဆုံးသောတဦးချင်းလိမ်လည်ခံရမှုတွေတဲကတစ်ခုအဖြစ်မှတ်တမ်းဝင်သွားခဲ့တယ်လို့ Litecoin $153 သန်းဖိုး Bitcoin $139 သန်းဖိုးအထိပါသွားခဲ့ပြီးစုစုပေါင်း$282 သန်းကျော်ဆုံးရှုံးသွားခဲ့ပါတယ်လူလိမ်ကဒီငွေတွေကိုခြေရဖျောက်ပစ်ဖို့အတွက်ခိုးရပါ BTC နဲ့ LTC တွေကို privacy အသားပေး XMR coin တွေအဖြစ်ချက်ချင်းပြောင်းလဲပစ်ခဲ့ပါတယ်ဒါကြောင့် XMR ဝယ်လိုအားရုတ်တရက်ထောင်းတက်သွားခဲ့ပြီးဈေးတွေလည်းထိုးတက်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့သောချင်းလိုမျိုးဘို့ထိန်းချုပ်မှုမရှိတဲ့နည်းပညာတွေကိုသုံးပြီး Bitcoin ကို Ethereum, Ripple နဲ့အခြား chain တွေစီကိုခြေရာဖျောက်လွှဲပြောင်းခဲ့ပါတယ်။ဖြေသာတာတစ်ခုကတော့လုံခြုံရေး company Zero Share တို့ကဒီငွေလွှဲမှုတွေကိုအချိန်နဲ့တပြေးညီစောင့်ကြည့်နေခဲ့ပြီးမိနစ်20အတွင်းမှာပဲ$9 သိန်းဖိုးလောက်ကို exchange တွေမှာမရောင်းပစ်ခင်အချိန်မီ freeze လိုက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒါကလည်းအစွန်းထွက်ပမာဏလေးသာဖြစ်ပြီးတော့ကျန်တဲ့$282 သန်းကျော်ကတော့အမှားလေးတစ်ခုကနေတဆင့်လူလိမ်လက်ထဲကိုရောက်သွားခဲ့ပါပြီ။ကာယကရှင်ကတော့ကဘာပြတ်မတက်ခံစားရမှာဖြစ်ပေမဲ့ကျွန်တော်တို့အနေနဲ့ကတော့သင်ခန်းစာယူုံကလွယ်ပြီးဘာမှမတတ်နိုင်ကြပါဘူး။ Trezor ပဲဖြစ်ဖြစ် Ledger ပဲဖြစ်ဖြစ်ဘယ် hardware wallet company ကမှကိုယ့်ရဲ့ safe phrase ကိုတောင်းမှာမဟုတ်ဘူးဆိုတာကိုသတိထားရမှာဖြစ်တယ်လို့တောင်းပြီဆိုရင်လည်းဒါက100%လူလိမ်ဖြစ်ပါတယ်။ဒါအပြင် Google မှာရှာတွေ့တဲ့ဖုန်းနံပါတ်တွေ social media တွေက link တွေကိုမယုံကြည်သင့်တယ်လို့တက်ဆိုင်ရာ wallet ရဲ့တရားဝင် website ကနေပဲအကူအညီတောင်းသင့်ပါတယ်ကျွန်တော်တို့အနေနဲ့ကတော့သတိပေးရုံပညာပေးရုံပဲတတ်နိုင်မှာဖြစ်ပါတယ်တကယ်တမ်းကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကိုအသိသတိကပ်ပြီးထိန်းချောင်းကာကွယ်ရမှာကကိုယ်တိုင်ပဲဖြစ်ပါတယ်ခင်ဗျာ
ဟုတ်ကဲ့ပါဒါကတော့မြန် crypto ရရှိထားတဲ့ crypto နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတက်ဆက်ပေးကြတာဖြစ်ပါတယ်မိတ်ဆွေတို့မှာ cryptocurrency ဝင်ရောက်လို့ဖို့ Binance account တစ်ခုမရှိသေးဘူးဆိုရင် trading လုပ်တိုင်းမှာ fee discount ပြန်ရမယ်အခုကုတ်ကိုအသုံးပြုပြီးတော့ account ဖွင့်နိုင်ပါတယ်နားဆင်ပေးကြတဲ့သောသားရှင်များအားလုံး trade time မြတ်ကြပါစေခင်ဗျာ